မနေ့အိယာနေထားတယ်အလုတ်သွားတယ်အလုတ်လုတ်တယ်ပြန်လာတယ်အိယာဝင်တယ်ဒီလိုပုံစံနဲ့တရက်ပြီးတရက်လဲပတ်နေတယ်ကိုမှရှိတဲ့ချိန်တွေကိုပတ်စံရှာဖို့အတွက်ပဲသုံးနေရတယ်ကြာတော့ညင်းငွေလာတယ်ဒါပေမဲ့တလားပေးရမယ့်ဘေတွေကအစင်သစ်စောင့်နေလို့ထောက်ပံ့မဲ့အရာတွေရှိနေလို့ရက်လည်းမရက်လိုက်ရဲဘူးကိုယ့်ရဲ့ဝါသနာတွေကိုဘေးချိတ်ထားရတယ်ကိုယ့်ရဲ့အိမ်မက်တွေကိုခဏမေ့ထားရတယ်လွတ်လပ်မှုလည်းမရှိဘူးတခါတလေကိုပျောက်ဆုံးနေတယ်လို့ခံစားရတယ်ဒါဆိုရင်တော့ကျွန်တော်တို့တွေ red race လို့ခေါ်တဲ့ကြွက်ပြေးလမ်းမှာပိတ်မိနေပြီဖြစ်ပါတယ်ကြာလာတော့ကိုရောစိတ်ရောအယမ်းပင်ပန်းလာတယ်ကိုချစ်တဲ့သူတွေကို view ဆိုင်ဖို့ကို view ဆိုင်ဖို့အချိန်တွေနည်းလာတယ်လူမှုရေးတွေလည်းအယမ်းကိုပြက်ကွက်လာတယ်ဒီကြွက်ပြေးလမ်းကနေလွတ်မြောက်ဖို့အလုပ်တွေပို့လုပ်တယ်ပတ်စံတွေပို့ရတယ်ဒါပေမဲ့စိတ်ဖိစီးမှုတွေပိုများလာတယ်ပြီးတော့ပိုရတဲ့ပတ်စံတွေကိုပိုသုံးဖြစ်သွားလို့ဘာမှလည်းမတင်ဘူးဒီလိုနဲ့တရပြီးတရအသက်တွေကြီးလာတယ်အသက်ကြီးလာတာနဲ့မျှကြွက်ပြေးလမ်းကနေယုံထွက်ဖို့ပိုပြီးခက်ခဲလာတယ်ပိုပြီးလဲတက်တိနေလာတယ်ဒါကလူတော်တော်များများဖြတ်တန်းသွားကြတဲ့ဘဝတွေဖြစ်ပါတယ်တကယ်လို့ဒီကြွက်ပြေးလမ်းတွေကနေလွတ်ချင်မလိုအပ်တဲ့နေရာမှာပတ်စံတွေကိုမသုံးမိအောင်စီစစ်ချင်းကနေစတင်ရပါမယ်ဒါကအခုခေတ်စားလာတဲ့ minimalist lifestyle ပုံစံမျိုးပဲဖြစ်ပါတယ်အဲဒီကနေပိုရှန်လို့စုဆောင်းမိလာတဲ့ပတ်စံတွေကိုအပိုဝင်ငွေတွေရအောင်စ조사ဖန်တီးရမှာပါဘယ်လိုဖန်တီးမလဲဆိုတာကိုယ့်အခြေအနေပုံမူတည်ပါတယ်ခေါင်းအေးနဲ့စဉ်းစားကြည့်ပါဒါမှမဟုတ်မြေတို့အိမ်တို့လိုမျိုးရင်းနှီးမြုပ်နှံမှုတွေကိုဝယ်ယူဖို့ဖြည်းဖြည်းချင်းစ조사ကြည့်တတ်ပါတယ်ကိုယ်အိမ်နေရင်တော့ပတ်စံတွေဝင်မဲ့ဝင်ငွေစီးကြောင်းမျိုးကိုဖန်တီးနိုင်ဖို့ကပန်းနိုင်ပဲဖြစ်ပါတယ်နောက်တစ်ချက်ကကိုယ်မှာရှိတဲ့ရည်ချင်းတွေကိုပိုပြီးတိုးတက်အောင်လုပ်ဆောင်ပါကိုယ်မှာရည်ချင်းတွေများလေအချိန်နည်းနည်းနဲ့ပတ်စံတွေပိုပြီးတော့များရနိုင်ဖို့အခွင့်အရေးတွေများလေပဲဖြစ်ပါတယ်ပိုရလာတဲ့ပတ်စံတွေကိုအကျိုးရှိအသုံးချမယ်ကိုယ်ပိုင်ချိန်တွေလည်းပိုရလာမယ်ဆိုရင်ဒါကကြွက်ပြေးလမ်းကနေလွတ်မြောက်နိုင်မယ်နောက်ထပ်လမ်းစာတစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးလမ်းစာကတော့အောင်မြင်မှုဆိုတဲ့အရာကိုပြန်ပြီးအတိတ်ပဲသတ်မှတ်ဖို့ဖြစ်ပါတယ်အောင်မြင်မှုဆိုတာပတ်စံတွေအများကြီးရှာနေတာတခုတည်းကိုပြောတာမဟုတ်ပါဘူးငွေကြေးအတွက်ပူပန်စရာမလိုတဲ့အဖြစ်ကိုယ်ပိုင်ချိန်တွေကိုကိုယ့်ဘာသာကိုစီမံခန့်ခွဲနိုင်ပြီးတော့ကိုယ့်ရဲ့ရွေးချယ်မှုတွေကိုကိုယ့်ဘာသာကိုစိတ်ကြိုက်လုပ်နိုင်တဲ့လွတ်လပ်တဲ့ဘဝကိုခေါ်တာပါအခွင့်အရေးပြန်ဆုံးချင်ပါသေးတယ်ကျွန်တော်ဒေါက်တာဟိန်းတို့ပါ